ဟွန်ဂိုအိုင်ဟာနှစ်အကြာမှာလှုပ်ရှားမှုပြန်ရှိလာတယ်လို့ဆိုကြပါတယ်။သူမဟာကာတိုဂျိုနီချီနဲ့ပတ်သက်တဲ့အရှုပ်တော်ပုံကြောင့်လှုပ်ရှားမှုတွေရပ်နားခဲ့ပြီးပြန်မလာတော့မဲ့အနားယူခြင်းမျိုးနဲ့အမှန်တကယ်ပဲလုပ်ငန်းခွင်ကနေထွက်ခွာသွားခဲ့တာပါ။ဒါပေမဲ့မကြသေးမီကဟွန်ဂိုအိုင်ရဲ့အရန်အကောင့်လို့ယူဆရတဲ့အကောင့်တစ်ခုမှာကာတိုဂျိုနီချီနဲ့ပတ်သက်တဲ့ post တွေတက်လာတာကြောင့်ထပ်ပြီးလူစိတ်ဝင်စားမှုရလာပုံပါပဲ။ဒီတစ်ပတ်ကိုတော့မာရှီရိုဆန်နာရဲ့စကားတစ်နဲ့စတင်ပါမယ်။အမျိုးသားတစ်ယောက်ကအန်ဒီရဲ့ကြုံနေရတဲ့ဆန္ဒကိုကယ်တင်ခဲ့ပြီးဒဏ်ရာရထားတဲ့ကြားကအမိုက်စားထွက်သွားခဲ့ပါတယ်။ဒါပေမဲ့ထင်တဲ့အတိုင်းပဲသူဆေးရုံတင်လိုက်ရပြီးသူကယ်ခဲ့တဲ့ဆန္ဒနဲ့တူနာပြုမလေးဖြစ်ပြန်ဆုံတွေ့ရပါတယ်။အဲ့ဒီအချိန်ကစလို့တာယာကြည်နူးစရာအချိန်လေးတွေစက်တိုက်ဆိုသလိုဖြစ်လာတဲ့ဇလန်းလေးပါထူးခြားတဲ့ဆုံးလို့အနစ်နာခံမှုတွေနောက်မှာထူးခြားတဲ့ဆုလက်တွေလိုက်လာရမယ်ဆိုတဲ့စကားကိုဒီနေရာမှာသုံးလို့ရနိုင်မယ်ထင်ပါတယ်။ဆန္ဒရဲ့ကားတွေဟာသူမရဲ့ချစ်စရာကောင်းတဲ့ H ခတ်တွေရှိပေမဲ့ရေဘူးရအဖြစ်တိတ်ပြီးလူကြိုက်များမှုမရခဲ့ပါဘူး။ဒါပေမဲ့ဒီစကားတစ်ကတော့ငြိမ်သက်နေတဲ့ရေပြင်ကိုခွဲထွက်ပြီးရွှေရောင်မြင်းကွေးလေးတစ်ခုထိုးတက်လာတယ်လို့မျိုးအမြင်အာရုံကိုဖန်ဆနိုင်ခဲ့ပါတယ်။နောက်ထပ်ကတော့ဒီရက်ပိုင်းမှာလူကြိုက်အများဆုံးဖြစ်နေတဲ့စာချီကီနာအိုရဲ့စကားတစ်ပါရိုးရေးပုံပေါက်ပေမဲ့ထင်မှတ်မထားလောက်အောင်ရမက်ကြီးတဲ့အချိန်ပိုင်းအလုပ်သမားလေးနာအိုဟာတနေ့မှာတက်တန်းကုန်တော့မဲ့စတိုးဆိုင်ကပစ္စည်းတွေအကြောင်းသိသွားပြီးအဲ့ဒီထဲကမှစတော့ရှင်းလင်းရေးလုပ်တဲ့ဇလန်းပါမန်နေဂျာနဲ့စတင်ဖြစ်ပွားတဲ့တိုက်ပွဲဇက်ဝင်ခန်းကနေစလို့လုပ်ဖို့ကင်ဖက်အချိန်ပိုင်းအလုပ်သမားပြီးတော့ဖောက်တယ်တွေနဲ့စက်တိုက်ဖြစ်ပွားတဲ့ပျော်ရွှင်ပွဲတိုက်ပွဲတွေအထိပါဝင်ပါတယ်နာအိုနဲ့မယင်းနာဒီသေးဘူးဆိုရင်တော့သူမရဲ့ကောက်ကြောင်းတွေကဒီလောက်အထိအသက်ဝင်လှုပ်ရှားနိုင်မှမသိခဲ့ရတဲ့အရှင်တွေကိုဒီစကားတစ်မှာအပြည့်အဝစူးစမ်းပြသထားပါတယ်အထူးသဖြင့်တန့်စင်ကန်းတွေကရှက်သွေးဖြာစရာစုံတွဲမှုနဲ့စက်တိုက်ဆိုသလိုအနောက်ကနေတိုက်ခိုက်ခံရချိန်ဘက်ခတ်အထက်ကမှာပြသသွားတဲ့အကြည့်တွေကသူမဘာကြောင့်ဒီရက်ပိုင်းအရန်အယောင်တွက်နေလဲဆိုတဲ့အကြောင်းပြချက်ကိုပြသနေတယ်လို့ပါပဲနောက်တစ်ခုကတော့အီရှီကာဝါမီအိုရဲ့အေယာမဖုံးကွယ်မှုမရှိတဲ့ပွင့်လင်းတဲ့စကားပါအရင်ကလည်းဒီလိုတရုတ်ဆောင်တွေနဲ့ရန်ဖန်ရန်ခါစုံဖူးပေမဲ့ဒီတစ်ခါတော့တိုက်ပွဲမှာအတူတူပါဝင်ဆင်နွှဲကြတဲ့ဇလန်းလို့မှတ်ယူနိုင်ပါတယ်အစပိုင်းမှာမော်ဒယ်တယောက်နဲ့အချိန်ယူပြီးတဲ့နောက်ပထမဆုံးဝင်လာသူကတော့မျက်နှာမမြင်ရဘဲနဲ့တောင်ဘယ်သူမှသိနိုင်တဲ့ပေပေချင်းရှာပဲဖြစ်ပါတယ်နောက်ထပ်ဝင်လာတဲ့သူကလည်းအတူတူပဲလို့ယူဆရပြီးတိုက်ပွဲမှာရုန်းကန်နေရတဲ့မီအိုရဲ့တရုတ်ဆောင်မှုကတော့အထွတ်ထိပ်ကိုရောက်နေပုံမှာပဲပြီးတော့စကားရဲ့ဒုတိယပိုင်းမှာအတော်လေးကြီးမားတဲ့တက်ကာနဲ့တိုက်ပွဲကြီးကြီးချကြတာကိုထည့်တွက်မယ်ဆိုရင်ဇလန်းကောင်းစင်နဲ့လိုက်ဖက်တဲ့စကားတစ်ခုဖြစ်ပုံရပြီးမီအိုရဲ့စကားတွေထဲမှာစောင့်မျှော်ရတာတော်တော်လေးကြာခဲ့ပြီဖြစ်ပါတယ်ဒီတစ်ခါတော့ဆန်လိုမီယာစူပါကီရဲ့စကားတစ်ပါတခြားအမျိုးသားတစ်ယောက်စီကချစ်ခွင့်ပန်ခံရတဲ့အမျိုးသမီးတငယ်ချင်းနဲ့တိုက်ပွဲဆင်နွှဲရတဲ့ဇလန်းပါဒါဟာငယ်ဘဝမှာတကယ်ပဲမကြာခဏဖြစ်တတ်တဲ့ကိစ္စတစ်ခုဖြစ်ပြီးလူတိုင်းခံစားရတယ်လို့ပဲကိုယ့်အတွက်တော့မရေမရဖြစ်နေပေမဲ့တခြားသူကိုပေးလိုက်ရမှာနှမျောတဲ့စိတ်ပညာမျိုးရှိတတ်ကြပါတယ်ဒါကြောင့်ခက်ကြောင်ကြောင်မြင်းတကြောင်ကိုကြော်ဖြတ်လိုက်ပြီးဆိုတာနဲ့တကယ်တော့ဒီထက်ကောင်းတဲ့ဆက်ဆံရေးမျိုးမရှိတော့ပါဘူးဒီစကားဒရိုက်တာရဲ့ကိုစားပြုစက်ကောင်ဖြစ်တဲ့ဟာကြဒီမဲနဲ့စူပါကီတို့ရဲ့ရုပ်သွင်းကမလိုက်ဖက်ဘူးလို့ထင်ရပေမဲ့ရေဘူးရဇလန်သွားလာကအေးအေးဆေးဆေးလေးမို့အနားယူရင်းကြည့်မယ်ဆိုရင်တဖြည်းဖြည်းနဲ့ခန်းနာလာနိုင်တဲ့စကားမျိုးလို့ထင်ရပါတယ်ပြီးတော့စူပါကီရဲ့အလှကြောင့်ခဏတာငင်းမောသွားစေတဲ့စကားတစ်လေးလည်းဖြစ်ပါတယ်နောက်တကားကတော့အီတိုမာယူကီရဲ့စကားတစ်ပါရေကူးအတင်းကိုအတင်းအကျပ်တာဝန်ယူလိုက်ရတဲ့မာယူကီတယောက်စက်တိုက်ဆိုသလိုတိုက်ခိုက်ခံရတဲ့ဇလန်းပါအလဲမှာဝက်လိုဆရာကြီးတယောက်နဲ့တိုက်ပွဲခန်းပါခဲ့ပေမဲ့ရေဘူးရအဖြစ်လူငယ်တရုတ်ဆောင်တွေနဲ့တွဲဖက်တရုတ်ဆောင်ထားပြီးအရင်ကနဲ့မတူပဲတဘာဝကြမြင့်တက်လာတဲ့စိတ်လှုပ်ရှားမှုနဲ့တိုက်ပွဲမြင်ကွင်းတွေအသက်ဝင်ခဲ့တဲ့စကားပါပြန်ကြည့်ရင်မာယူကီဟာသူမရဲ့ပွဲဥထွက်စကားတွေတုန်းကလိုမျိုးဒီလိုအတိုက်ခိုက်ခံရတဲ့စကားတွေမှာတုံ့ပြန်မှုအားအတော်လေးကောင်းတဲ့မင်းသမီးတယောက်လို့ထင်ရပါတယ်ပြီးတော့ရိုးရိုးရှင်းရှင်းရေကူးဝတ်စုံလေးနဲ့အဆုံးထိသွားရတာကနည်းနည်းတော့ပင်ပန်းပုံရပေမဲ့အပေါ်ပိုင်းအလှကအဲ့ဒီအချက်ကိုအစားထိုးပေးနိုင်ခဲ့ပြီးဒီလိုရိုးရှင်းမှုကပဲအပြစ်ကင်းစင်တဲ့ဇက်ကောင်စရိုက်အတွက်တကယ်ကိုအန်ကိုက်ဖြစ်ခဲ့ပုံပါပဲနောက်ထပ်ကတော့ဆယ်ယာရှိစုကူပါသူမကတော့ပွဲဥထွက်စကားကိုတစ်သားမြင့်ပေါ်မှာစတင်ခဲ့တဲ့ထူးထူးခြားခြားလူတစ်လေးပါဒါအပြင်အစကတည်းကကာဝါအီချစ်စရာကောင်းတဲ့ပုံစံဆိုရင်ဒီလိုဇက်ကားမျိုးအနှဲငယ်လောက်ပဲရိုက်ပြီးကီကာတန်အဖြစ်မြန်မြန်ဆန်ဆန်ထွက်လာနိုင်ခြင်းများပါတယ်ဒီကြားထဲမှာသူမရဲ့မယုံနိုင်လောက်အောင်ကြီးမားတဲ့ရင်ကတခြားသူတွေနဲ့ကွဲပြားမှုကိုဖြစ်စေပြီးအဲ့ဒီရင်တွေကြောင့်ရီးစားရဲ့အပြစ်ချခံခဲ့ရတယ်ဆိုတဲ့အရင်က post တစ်ခုကြောင့်ဒေတာခန်တွေရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်နိုင်ခဲ့ပုံရပါတယ်တေချာကြည့်ရင်သူမရဲ့ရုပ်ရည်ကလုံးဝဆွဲဆောင်မှုမရှိတာမျိုးမဟုတ်တဲ့အတွက်စိတ်သက်သာခိုင်းပါမယ်ဆိုရင်ဒီလိုကြမ်းတမ်းတဲ့အတွေ့အကြုံတွေကသူမရဲ့အနာဂတ်စကားတွေအတွက်တကယ်ပဲအထောက်အကူဖြစ်လာနိုင်ပါတယ်နောက်တကားကတော့ယာကီနာနာရဲ့စကားတစ်ပါစိုင်းကြီးတစ်ခုမှာပြုစုဆောက်ရှောက်သူအဖြစ်အလုတ်ဆဝင်တဲ့နာနာတယောက်အဖိုးကြီးတယောက်ရဲ့ဆုံးမမှုကိုခံရတဲ့ဇလန်းပါဆက်နဲ့မစစ်ဆေးပဲအိမ်တော်ထိန်ကလက်နဲ့တကိုယ်လုံးကိုစစ်ဆေးပေးတဲ့ဇက်ဝင်ခန်းကိုကြည့်ရင်နည်းနည်းတော့မျောလင်းချက်တွေတက်လာခဲ့ပေမဲ့တေချာမပြင်ဆင်ထားတဲ့အဖိုးကြီးအယောင်ဆောင်ကိုမြင်လိုက်ရချိန်မှာတော့အာယုံစူးစိုက်မှုချက်ချင်းကျဆင်းသွားခဲ့ပါတယ်အကျွေးခံဝင်ချက်အပြင်စင်စကားမျိုးနဲ့တိဆောက်ပုံအတော်လေးစင်တူတယ်လို့မှတ်ယူနိုင်ပါတယ်မကြသေးမီကကြာဆင်းလာခဲ့တဲ့နာနာရဲ့အလှပနဲ့ပုံစံကတော့မဆိုးလာသေးပါဘူးဇလန်းရဲ့အဓိကအနှစ်သာရနဲ့တိတ်တော့မသက်ဆိုင်ပေမဲ့နောက်ဆုံးတိုက်ပွဲအပြီးမှာအဖိုးကြီးတေဆုံးသွားပြီးနာနာကအမွေအများကြီးရလိုက်တယ်လို့ထင်ရပေမဲ့တကယ်တမ်းကျတော့ဆန်အိမ်ရောအိမ်တော်ထိန်ပါငှားရမ်းထားတာဖြစ်နေတဲ့ဆိုတဲ့တင်းငယ်တဲ့အလှည့်ပြောင်းလေးပါဝင်ပါတယ်နောက်တစ်ခုကတော့ချစ်စရာကောင်းတဲ့အိမ်စေမလေးဖြစ်ပြင်ဆင်ထားတဲ့ဖူကူဒါယူအားရဲ့စကားတစ်ပါနေရာမျိုးစုံနဲ့အိမ်စေဝတ်စုံမျိုးစုံဝတ်ပြီးခြားခြားတဲ့တိုက်ပွဲတွေကိုတေချာတေးဖြတ်ထားတဲ့စကားဖြစ်ပြီးတစ်ဖက်ကကြည့်ရင် BR ရဲ့ဖြစ်ထုတ်ဖို့စူးစမ်းရာကနေပြောင်းလဲထုတ်လုပ်လိုက်တဲ့စကားတစ်များလားလို့တွေးစရာပါပဲပထမလူမြင်ကွင်း POV ကိုစက်တိုက်ကြည့်ရှုနိုင်တဲ့အတိုင်းအတာအထိရှိနေပြီးသူမရဲ့ပွဲဥထွက်အစောပိုင်းတုန်းကတော့ပေးအပ်ထားတဲ့အလုပ်တွေကိုဆက်ရုပ်ဆက်ဆံလုပ်နေရတယ်လို့ခန်းစားခဲ့ရပေမဲ့
ဖူကူဒါယူအာရဲ့စကားတွေတိုးတက်လာတာနဲ့အမျှသူမကိုယ်ပိုင်လမ်းကြောင်းတစ်ခုကိုပြသလာနိုင်ခဲ့ပြီးအခုဆိုရင်သူမကိုယ်တိုင်လည်းတော်တော်လေးစိတ်ပါလက်ပါကျဉ်းနေတာကိုမြင်တွေ့ရတဲ့အိမ်စီစကားပဲဖြစ်ပါတယ်နောက်တစ်ကားကတော့ဥရူကီဆာရာယာရဲ့စကားတစ်ပါဒါဟာ Peach ကနေထွက်ရှိလာတဲ့ live action လူကိုယ်တိုင်တရုပ်ဆောင်သောစကားဖြစ်ပြီးခင်မုန်းဖြစ်သူကမိမိဇာနီတခြားသူတယောက်နဲ့တိုက်ပွဲဆင်နွှဲနေတာကိုကြည့်ကျင်တဲ့ဇာတ်လမ်းမျိုးတိစောက်ထားတာပါမူရင်း comic NTR red မျိုးစားနဲ့ရှင်လိုက်ရင်ခင်မုန်းဖြစ်သူရဲ့ရိုးသားပြပြင်းတဲ့တရုပ်ဆောင်မှုကြောင့်တော်တော်လေးလေးနက်ပြီးအသေးကွဲစရာကောင်းတဲ့ NTR ရဲ့စီးဆင်းမှုမျိုးဖြစ်ခဲ့ပါတယ်တစ်ဖက်မှာလည်းဇလန်းဆက်အိမ်လုံလောက်မပါပဲစတင်ခဲ့တာရဲ့ရိုက်ကူးထားတဲ့ဗီဒီယိုနဲ့အချိတ်ဆက်သို့မဟုတ်ဆက်ဆက်မှုအားနည်းတာရဲ့ကြောင့်အင်ညန်တီအားရဲ့တီးတန့်ဖြစ်တဲ့စိတ်လှုပ်ရှားမှုရောကျသွားတာကတော့နည်းနည်းစိတ်မကောင်းစရာပါဒါပေမဲ့လည်းစာရာရဲ့တိုက်ပွဲမြင်ကွင်းတွေကတော့မဆိုးပါဘူးလက်တွေ့ဆန်တဲ့အင်ညန်တီအားရန်ဇလန်ကိုစူးစမ်းတင်ဆက်ထားတဲ့အတွက်နောက်တစ်ချိန်မှာမျှော်လင့်ဆောင်စားရကြိုးနှံ့မဲ့အကြောင်းအရာတစ်ခုဖြစ်လာနိုင်ပါတယ်နောက်တစ်ခုကတော့လက်တွေ့မဆန်တဲ့ຫນွေလယ်ပိုင်းဒရာမာတစ်ခုဖြစ်တဲ့ဆာကူရာမီအိုရဲ့စကားတစ်ပါတိုဂျိုကနေနယ်ကိုပြန်လာတဲ့မီအိုတယောက်သူမရဲ့ငယ်ဘဝပထမဆုံးအချစ်ဦးလူကြီးနဲ့အတူချွေးရွှဲတိုက်ပွဲတွေစက်တိုက်ဆင်နွှဲတဲ့ဇလန်ပါသူမရဲ့ S1 ပွဲဦးထွက်စကားအလုံးမှာသူနာပြုခန်းကဏ္ဍကနေတရုတ်ဆောင်ရင်ပုံစံခွက်တစ်ခုတည်းဝင်နေတယ်လို့ခန်းစားခဲ့ရပေမဲ့ပြီးခဲ့တဲ့အထက်ကရဲ့စကားကစပြီးနည်းနည်းကွဲပြားလာပုံရပါတယ်ဒီစကားတစ်မှာလည်း PR ချို့ကနေလွတ်ကင်းသွားလို့လားမသိပေမဲ့တရုတ်ဆောင်မှုနဲ့မျက်နှာအမူအရာတွေကတကယ်ကိုသဘာဝကျပါတယ်။တစ်ဖက်ကကြည့်ရင်သူမရဲ့ခန္ဓာကိုယ်ပုံစံကအလွန်အမင်းတွေ့ရတဲ့ဘက်ကိုသွားနေတာမို့ရုတ်တရက်တိုက်ပွဲတွေမှာမတ်တက်ရဲ့အနေထားမြင်ကွင်းတွေကသူမနဲ့ပိုလိုက်ဖက်ပုံရပါတယ်။ဆာကူရာမီအိုရဲ့စကားကိုနောက်ဆုံးထားပြီးဒီတစ်ပတ်စကားတစ်တွေအကြောင်းပြောဆိုမှုကိုဒီနေရာမှာပဲရပ်နားပါတော့မယ်။မတူညီတဲ့အကြောင်းအရာစုံလင်နဲ့နောက်ထပ်ပြန်လည်ဆုံတွေ့ပါဦးမယ်။